Hey, ngao sao le? Dini nga me me goodie product အသစ်တွေနဲ့ဟစ်ချက်ထားမပြောလို့ဟာတတာ goodie product အသစ်မေးပိုင်းချက်လေ goodie ကအသစ်ထုတ်တဲ့အကြော်မုံသုံးပြီးတော့သမီးလေးအကြိုက်ဆုံးပစွန်တန်မူရာကျော်စမ်းကြော်ကြည့်နေရလေ Goodie ကြော်မုံကအစစ်မြစ် formula နဲ့တဘာဝကုန်ချမ်းတွေကိုတေချာပေါင်းဆက်ထုတ်လုပ်ထားလို့စားလိုက်တဲ့အခါတိုင်းကျွတ်ရွနေစေရပါဘော မေအခုကြော်ရဲ့ပစွန်တန်မူရာလေးကခါတိုင်းကြော်ရင်းနဲ့မတူပဲကျွတ်ရနေရပဲနော် အကောင်းဆုံးအရေးသွင်းမြင့်ကုန်ပစ္စည်းတွေကိုထုတ်လုပ်နေကြ Goodie ကအသစ်ထုတ်လုပ်လိုက်တဲ့ပဲစိမ့်မုံပဲကြက်မုံတွေဟာနိုင်ငံတကာအစစ်မီကြိတ်ခွဲဆက်ကြီးနဲ့တန်ရှင်းလက်ဆက်စွာကြိတ်ခွဲထားပြီးအရောနှောကင်းလို့မိမိတို့လက်ဆွဲအမြင့်ဖြစ်နေတာပေါ့ မိသားစုရဲ့နှွေးထွေးမှုရတာ Goodie